Hi guys ကျွန်တော် Bombadillo Crocodilo အကောင်စောက်ထားရပါတော့လာလားမလားတော့မတီးဘူးကျွန်တော်အိမ်တိတ်မစောက်တဲ့အတွက်အိမ်တိတ်မစောက်တဲ့အတွက်ပေါ့နော်မျက်နှာတော့တိတ်မပြီးတော့မိချောင်းနဲ့တိတ်မတူတော့ဘောနော်ဒီမှာဆိုရင်ကျွန်တော်ဒီ yellow ဟိုပါပဲအဲ့ဒီ yellow အလံလေးလေအဲ့ဒီအလံလေးကိုဒီမှာတက်ထားပါတော့အမမိချောင်းမျက်စိနဲ့တူပါပြီးရင်ဒီမှာကဟိုတက်ပြီးရင်တိကျဒီထေးချတော့လောက်ထားပဲလာမလားတော့မသိ Bombadillo Crocodilo Bombadillo Crocodilo ရဲ့ပုံစံဟိုအထဲထဲမှာတော့ကျွန်တော်ရှောက်ပတ်လုပ်ထားလေokay Bombadillo tralalero Bombadillo tralalero Bombadillo Crocodilo Bombadillo Crocodilo Bombadillo Crocodilo ငါလည်းအဲ့ဒါပဲပြောတာပဲโอเคရပြီအားလုံးပဲအဲ့ရှစ်ဘယ်လိုပြန်ထွက်မှာလောက်ကြပါအိုးလို့အားလုံးပဲ bye bye ပါ